အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ Kevin ဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ Minecraft 26.3 update ကိုကြီးညာပေးမှာဖြစ်ပါတယ်ပြီးမှပါလာတဲ့ blog တွေဖြစ်ပါတယ်ပြပေးပါမယ်โอเคကျွန်တော်ဒီမှာဆိုရင်တစ်ပြည့်အစ်ဒါဆို new tree ဒါဆိုရင်မှုအစ်ဒီမှုမှာတော့နှစ်ခုရှိရတယ်မှုလုံးတဲ့နေရာတော့ကွာပါတယ်အခုကျွန်တော်ဒီမှုကြီးရင်တော့ကျွန်တော်ရေရောသာရှိရပါပြီဒီရေရောသာလေးကိုကျွန်တော်ထည့်လိုက်ရပြီမိုးကြီးဝါကြီးကိုရအဲ့ပေါ်မှာဖုံလို့လဲရတယ်ဒီမိုးကတော့ကျွန်တော်တို့โอเคဘရိုမြင်တဲ့အတိုင်းပဲတင်းနှစ်တုံးပဲရော့သွားတာဖြစ်ပါတယ်အဲ့ရနဲ့ဆိုရင်ရောဘယ်နှတုံးရော့မလဲစစ်စားအဲ့ရနဲ့ဆိုရင်ရောသွေးဘယ်နှတုံးရော့မလဲသွေးက3တုံးအောင်ရော့ပါတယ်အဲ့ဆိုရင်ကျွန်တော်တို့ survival နဲ့ခုံချတော့မယ်ဆိုမှုတွေခုံချတာပိုကောင်းသွားမယ်ထင်ပါတယ်ပြီးွားရင်တကားစစ်ပါလာပါတယ်ကျွန်တော်ဒီ new drop တွိုင်းဒီကောင်ပါလာမယ် slap ပါလာမယ် torture ပါလာမယ်တွိုင်း channel ကားပါလာမယ်ပုံမှန်တိုင်းပါပဲတွိုင်းကျွန်တော်ဒီတိုးမွေးအရင်တော့ဆိုကျွန်တော်တို့တဲအိမ်ကြီးပါစောက်မယ်ဆိုရင်ဒီမှာတော့ဆိုကျွန်တော်တဲအိမ်လေးစောက်မယ်ဆိုဒီလိုစောက်တာဖြစ်ပါတယ်အခုမြင်နေရတဲ့ဟာကတော့ 26.3 update မှာပါလာတဲ့တဲအိမ်ဖြစ်ပါတယ် K 2မှာပါလာမယ့်ဟာကတော့ကျွန်တော်ထိုင်လို့လဲရမယ်မောထဲစရာနောက်ပိုင်းကျွန်တော်တို့အတွန်ထဲစရာမလိုတော့ဘဲနဲ့ကျွန်တော်တို့ထိုင်လို့ရလာမယ်အခုဆိုကျွန်တော်ထိုင်လို့ရတာဆိုတော့ action step 1.11 ထည့်တာဖြစ်ပါတယ်အဲကြောင့်ကျွန်တော်ထိုင်လို့ရတာဖြစ်ပါတယ်အခုကျွန်တော်အစ်စ်ပါလာမယ့် update မှာကျတော့အစ်စ်ပါလာမယ့် update မှာကျွန်တော်ဘယ်လိုခေါ်လဲထိုင်ကုန်ပေါ့ဆိုဖာပုံစံဟာလေးပေါ့ခေါင်းလေးပုံစံအဲ့မှာထိုင်လို့ရမယ်နောက်တစ်ခုကကြာတို့အိယာတညာအိယာလေးတွေပါလာမှာဖြစ်ပါတယ်တညာပဲအိလို့ရတယ်ကျွန်တော်အခုအိယာမှာကျွန်တော်ခီးပါသွားတယ်ဆိုရင်ကျွန်တော်မိုင်းတွင်းတွေပါတူတာတို့စက်တမ်ပဲတို့ရှာနေတဲ့ချိန်ကြရင်ကျွန်တော်တို့အများတွေပါမိုးချုပ်ဝိုင်းမော်တွေနဲ့မတိုက်ခိုင်းခြင်းတဲ့အတွက်ကျွန်တော်ဘတ်အိယာမချပြီးတော့ကျွန်တော်အိတ်လိုက်တယ်ပြီးသွားရင်ကျွန်တော်တို့ပြောရရင်ဆိုရင်တေသွားပြီဆိုရင်ကျွန်တော်တို့ပထမဆုံးစပွန်းတဲ့နေရာပဲရောက်သွားမှာဖြစ်ပါတယ်စောက်ရတဲ့နေရာကိုမရောက်တော့ဘူးပြောရင်တေသွားတဲ့နေရာမှာလည်း item တွေကြံခဲ့မယ်အခု 26.3 update မှာနောက်နှစ်ခုပါလာမှာတော့ထိုင်လို့ရတဲ့ဟာရဲ့ပြီးသွားရင်တညာအိယာပုံစံဖြစ်နေတယ်ကောက်ရိုးအိယာဖြစ်ပါတယ်နောက်ဗီဒီယိုတစ်ခုမှထပ်တင်မယ်အခုကျွန်တော်ပြောချင်တာကတော့ကျွန်တော် channel ကို like and subscribe လေးလုပ်ပေးပါအားမကျွန်တော်နောက်ဗီဒီယိုထပ်တင်ပြီးလို့ရမှာဖြစ်ပါတယ်အားလုံးပဲကျေးဇူးပါကြည့်ပေးတဲ့အတွက်